ညညဆိုအုံးမော်ရွာကိုမလာပါနဲ့အုံးမော်ရွာဆိုတာတောနက်နက်ထဲမှာတည်ရှိပြီးလမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ရွာလေးတစ်ရွာပါဒီရွာမှာထူးခြားတဲ့စီကံတစ်ခုရှိတယ်အဲ့ဒါကတော့နေဝင်မီးငင်းရင်အိမ်ပြေမထွက်ရဘူးဆိုတဲ့စီကံပဲကိုမင်းဆိုတဲ့မြို့သားလူငယ်တစ်ယောက်ဟာနယ်လက်ပစ္စည်းရောင်းရင်လမ်းမားပြီးအုံးပေါ်ရွာကိုနေဝင်ကြီးတရောအချိန်မှာရောက်လာခဲ့တယ်ရွာအဝယ်မှာရှိတဲ့ညောင်မင်းကြီးအောက်တော့စပိန်ကဘာအကြောင်းမှမရှိပဲဘီးပေါက်သွားခဲ့တယ်တောက်ဒီအချိန်မှလာပေါက်ရသလားကိုမင်းစိတ်ပြက်လက်ပြက်နဲ့စပိန်ကိုတွန်းရင်ရွာထဲကိုဝင်လာခဲ့တယ်ရွာကထူးထူးခြားခြားတိတ်ဆိတ်နေတယ်အိမ်တိုင်းကတကားတွေပိတ်ထားကြပြီးမီးရောင်မိန်မိန်လေးတွေပဲမြင်ရတယ်ရွာလယ်လောက်ရောက်တော့အိမ်အိုကြီးတစ်လုံးရဲ့ဝရန်တာမှာစီမီခွက်လေးကိုက်ပြီးရက်နေတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရတယ်အတော့ကျွန်တော်လမ်းမလာလို့ပါဒီညဒီရွာမှာတေးလို့ရမလားအမျိုးသမီးကခေါင်းကိုဖြူးဖြူးချင်းမောက်ကြည့်တယ်သူမမျက်နှာကဖြူဖြောနေပြီးမျက်လုံးတွေကမီးစိမ့်နေတယ်လာလီတာအိမ်ပေါ်တက်ခဲ့အတန်ကအဲရှာရှာနဲ့အဝေးကလာတယ်လို့မျိုးပဲကိုမင်းလည်းဘာမှမစင်စားပဲအိမ်ပေါ်တက်သွားခဲ့တယ်အိမ်ထဲမှာတော့ထူးဆန်းတဲ့အနံ့တကူရနေတယ်အသားပုံနှံ့လိုနနွဲနှံ့လိုညောနှံ့ကြည့်ပါကိုမင်းအိပ်ပျော်ခါစားပါပဲတယောက်ယောက်ကသူ့ချက်လောက်ကိုလာဆွဲတယ်လို့ခံစားလိုက်ရလို့လန့်နိုးလာတယ်အိမ်ရှိကခွေးတွေကလည်းအလူအယက်ဦးနေကြတယ်သူအသားလေးထားကြည့်တော့အိမ်ရှင်အမျိုးသမီးကအိမ်နောက်ဖဲမှာထိုင်နေတာကိုတွေ့ရတယ်ဒါပေမဲ့သူမကထိုင်နေတာမဟုတ်ဘူးသူမရဲ့ခေါင်းကကိုယ်တည်းနဲ့မကပ်ပဲလေထဲမှာပြန်နေပြီးအိမ်နောက်ဖဲကသမင်းအိုးထဲမှာတခုခုကိုဂုံစားနေတာကိုမင်းရင်ဘတ်ထဲကနှလုံးခွန်းတန်းဟာဘုံတီးတယ်လို့မြင်လာတယ်သူကြောက်ကြောက်နဲ့အိမ်ရှိတကားကနေအသားလေးဆင်းပြေးဖို့ကြိုးစားလိုက်တယ်လေးကရင်ရောက်တော့ကိုမင်းကိုတယောက်ယောက်ကပခုံးလန်းပုတ်လိုက်တယ်ဒါဘဲသွားမလို့လဲလက်ကြည့်လိုက်တော့စိုးစောကအမျိုးသမီးကြီးသူမရဲ့ခေါင်းကကိုယ်ပေါ်မှာပြန်ရောက်နေပြီဒါပေမဲ့ပါဇက်ပြီးမှတော့သွေးစီတွေပေးချမ်းနေတယ်ကိုမင်းဘာမှပြန်မပြောနိုင်တော့ပဲစပင်းကိုပစ်ထားခဲ့ပြီးရွာပြင်းကိုအတင်းပြေးတော့တာပဲနောက်ကနေပြေးပေါ်ပြေးနိုင်တယ်လို့ပြေးဆိုတဲ့ရေသန်းကြီးကလိုက်လာတယ်နောက်ရက်မနက်မှာတော့ကိုမင်းကိုရွာပြင်းကတင်ချိုင်းဟောင်းနားမှာတတိမေ့နေလာကိုရွာသားတွေတွေ့ခဲ့ကြတယ်သူတဲခဲ့တယ်ဆိုတဲ့အင်ကြီးကလည်းလွန်ခဲ့တဲ့10 ရက်အကျဲကတည်းကမီးလောင်ပြီးပျက်စီးနေတယ်အိမ်ပြက်ကြီးဖြစ်နေခဲ့တော့ပါတယ်